အားလုံးပဲမင်္ဂလာပါရှင် HLS ကနေပြန်လည်ကြိုဆိုပါရှင်အခုကျွန်မ sharing လုပ်ပေးသွားမှာကတော့ logical functions တွေအကြောင်းပဲဖြစ်ပါတယ်ရှင်ကျွန်မ logical functions တွေကဒါကျွန်မတို့ကဖြစ်နိုင်ခြေရှိတဲ့အရာတွေကိုဖြစ်နိုင်ခြေရှိတဲ့ဒီတန်ဖိုးတွေကိုကျွန်မတို့စစ်ဆေးတဲ့အချိန်မှာသုံးတာမျိုးပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်မက logical function တွေမှာပါတယ် if function တွေ and all တွေကိုမရှင်းပြခင်မှာကျွန်မကဆဲတစ်ခုနဲ့တစ်ခုနဲ့ကိုကျွန်မတို့သင်္ကေတ6မျိုးအသုံးပြုပြီးတော့စစ်ဆေးလို့ရတယ်ဆိုတဲ့အကြောင်းတွေကိုကျွန်မအရင်ဆုံးရှင်းပြပေးပါမယ်ဟုတ်ပြီသင်္ကေတကကျွန်မ6မျိုးရှိတယ် greater than or equal to less than or equal to equal not equal to ဆိုပြီးတော့ရှိပါတယ်ရှင်ဒီသင်္ကေတ6မျိုးကိုအသုံးပြုပြီးတော့ကျွန်မကဆဲတစ်ခွက်နဲ့တစ်ခွက်နဲ့ကကျွန်မတို့ညီလားမညီဘူးလားကြီးလားမကြီးဘူးလားဆိုတာကိုစစ်ဆေးလို့ရပါတယ်ဟုတ်ပြီကျွန်မဒီမှာဆိုရင်စစ်ဆေးပုံစစ်ဆေးနည်းကိုဒီမှာရှင်းပြပေးပါမယ်ဟုတ်ပြီ A2 ဒီ B2 ထည့်ကြည့်သလားတဲ့ A2 မှာကျွန်မက30ရှိတယ် B2 မှာ20ရှိတယ်အဲ့တော့ A2 ဒီ B2 ထည့်ဘာဖြစ်လဲဆိုတော့ကျွန်မကမကြည့်ဘူးเนาะဟုတ်ပြီဒါဆို equal A2 ဒီသူမေးထိုင်မေးကုန်တိုင်းပဲကျွန်မပြောပြပေးမယ် A2 ဒီ B2 ထည့်ကြည့်လားမကြည့်ရတဲ့အတွက်ကြောင့်မို့ false လို့ဖြေထွက်တာပါတကယ်လို့ကျွန်မဒီနေရာမှာ30ဖြစ်ခဲ့မယ်ဆိုရင်เนาะအဖြေဒီ true ဖြစ်ပါလိမ့်မယ်ဟုတ်ကဲ့ပါဒါဆို30ပြန်ထားလိုက်မယ်เนาะ false ဖြစ်တယ်မှားပါတယ်ဟုတ်ပြီနောက်တစ်ခုက B2 ဒီ A2 ထက် greater than or equal to ကိုသုံးထားပါတယ်ကြီးလဲကြီးတယ်ဒါမှမဟုတ်ညီလဲညီတယ်တဲ့ကြီးတာပဲဖြစ်ဖြစ်ညီတာဖြစ်တခုခုမှန်သွားခဲ့ရင် true ဖြစ်ပါတယ်ဒီမှာဆိုရင်သူကကြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့ true ဖြစ်ပါတယ်တကယ်လို့ဒီနေရာမှာကျွန်မ20လို့ရိုက်ရင်လည်းဘာဖြစ်တော့ true ပဲဖြစ်နေအောင်ပါပဲဒီနေရာမှာကျွန်မက30လို့ရိုက်ခဲ့မယ်ဆိုရင်တော့ false ဖြစ်ပါလိမ့်မယ်နော် okay ပါကဲဒါဆိုရင်ကျွန်မတို့ကနောက်တစ်ခုက A2 ဒီ B2 ထက်ငယ်သလားတဲ့ A2 ဒီ less than B2 ထက်ငယ်သလားဆိုတော့ငယ်ပါတယ်เนาะနောက်တစ်ခုက B2 ဒီ less than or equal to A2 ထက်ငယ်လဲငယ်တဲ့ဒါမှမဟုတ်ညီသလားတဲ့အဲ့တော့ဒီမှာဆိုရင်ဘာဖြစ်တော့မငယ်ပါဘူးဒါကြောင့်မို့ false ပါနောက်တစ်ခုက A2 နဲ့ B2 ဒီဘာဖြစ်လားဆိုတော့ကျွန်တော်တို့ညီသလားတဲ့မညီပါဘူးဒါကြောင့်မို့ false ပါနောက်တစ်ခုက A2 နဲ့ B2 နဲ့ကမညီဘူးမို့လားဆိုတဲ့အဓိပ္ပာယ်ဆိုရကြောင့်ဟုတ်တယ်မညီပါဘူးဒါက true ဖြစ်ပါတယ်ဟုတ်ပြီဒီသင်္ကေတလေးကိုသုံးခြင်းအပြင်ကျမတို့ကဒီ sign လေးကိုသုံးပြီးဒီလိုစစ်ဆေးမှုလေးတွေကိုကျမတို့ကကျမရဲ့လုပ်ငန်းစဉ်ထဲမှာပြန်ထည့်ခြင်းအပြင်စစ်လို့ရပါတယ်ဟုတ်ပြီနောက်တစ်ခုက exercise 1 and 2ဆိုတာလေးကျမသွားလိုက်မယ်နော်ဟုတ်ပြီဒီမှာကျမ formula ကိုအဖြေဖော်ပြတွေ့ထားတယ်ဟုတ်ပြီဒါကိုခဏလေးအသာထားမယ်နော်ဒါလေးကိုကျမလုပ်ပြမယ်ဟုတ်ပြီဒီမှာဆိုရင်ကျမကအမှတ်ဒီတကယ်လို့ဒါကျောင်းသားရဲ့အမှတ်က40ဆိုရင်ဘာဖြစ်မှာဆိုအောင်မှာပေါ့နော်အောင်မှာဆိုဟုတ်ပြီကျမကစစ်ဆေးလိုက်မယ်အမှတ်ဒီ greater than or equal 40 40နှစ်အထက်40နှစ်အထက်ဖြစ်တယ်ဆိုရင်ဘာဖြစ်မှာလဲဆိုတော့အောင်မယ်အဲ့တော့ခါကျတော့40နှစ်အထက်ဖြစ်သလားလို့ကျမကစစ်လိုက်မယ် true ပါဟုတ်ပြီဆွဲချကြည့်လိုက်မယ်ဒီမှာ30ဆိုရင် false true ဟုတ်ပြီဒါဆိုရင်ကျမကဒီအဖြေရဘယ်လိုနားလဲဆိုတော့ true တွေဒီအောင်နေတယ် false တွေဒီကြာနေတယ်ဒါပေမဲ့ကျမတို့ကိုအဖြေထုတ်လို့တဲ့ပုံစံမျိုးဥပမာ best တို့ fail တို့ထွက်လို့မရဘူးဘာလို့လဲဆိုတော့ကျမတို့ဒီသင်္ကေတကိုအသုံးပြုပြီးတော့ဆက်ထားတယ်ဆိုရင်တော့ true or false အဖြေပဲထွက်နေမှာပါကျမတို့လိုချင်တဲ့ best fail တို့မထွက်ပါဘူးဒါကြောင့်မို့ဒီစစ်ဆေးတဲ့ဒီ logical ကိုကျမက if function နဲ့ကိုထည့်ပြီးတော့ if function ဒီကျမတို့လိုချင်တဲ့အဖြေကိုထွက်ပေးနိုင်စွမ်းရှိတယ်ဒါကြောင့်မို့ကျမက if function ကိုအသုံးပြုပါမယ်အသုံးပြုတဲ့နေရာမှာကျမက best ဘက်ကဒီမှာဆိုအောင်စင်းရှိရယ် best failဟုတ်ပြီ best fail ဆိုတော့ best ဘက်ကနေရေးလဲရတယ် fail ဘက်ကနေရေးလဲရတယ်ကျွန်မစာအုပ်ထဲမှာတော့ best ဘက်ကနေရေးသီးတစ်ခုပဲပြပြထားတယ်ဒီမှာကတော့ fail ဘက်ကပါရေးနည်းလေးပါထည့်ပေးထားတယ်เนาะကဲ okay ဒါဆိုရင်ကျွန်မက best ဘက်ကနေအောင်တဲ့ဘက်ကနေရေးပါမယ် equal if control a အောင်တဲ့ဘက်ကရေးမှာဖြစ်တဲ့ကြောင့်မို့အောင်သားကိုပဲခေါင်းထဲမှာထည့်ထားရမယ်เนาะအမှတ်ဒီအကယ်၍သာ40နှစ်အထက်ဖြစ်ခဲ့မယ်ဆိုရင်အောင်တယ်လို့ကျွန်မကသတ်မှတ်ပါမယ်ဒါကြောင့်မို့အမှတ်ဒီ greater than or equal ကိုသုံးပါမယ်40နှစ်အထက်ဖြစ်ခဲ့တယ်ဆိုရင်သူ့ကိုကျွန်မကဘာလို့အဖြေပေါ်စေခြင်းလဲ pass value is true if true မှန်ခဲ့တယ်ဆိုရင် value ပေါ်မဲ့တန်ဖိုးက pass ပါမှန်ခဲ့တယ်ဆိုတာကျွန်တော်စစ်ဆေးတာကတကယ်ကိုပဲ40နှစ်အထက်ဖြစ်ခဲ့မယ်ဆိုရင်တော့အောင်တယ်လို့ယူဆမှာပါ value if false မှားခဲ့မယ်ဆိုရင်ကျွန်တော်စစ်ဆေးတာကမှားခဲ့မယ်ဆိုရင်တော့ fail ကြပါမယ်တဲ့ okay ဒါဆိုကျွန်မကဆွဲချကြည့်လိုက်မယ်ဟုတ်ပြီဒါဆိုအမှတ်ပေါ်မှာမူတည်ပြီးတော့ကျွန်မကအဖြေလာထွက်တာဖြစ်တယ်ဒီမှာကျွန်မက100လို့ရေးလိုက်မယ်ဒါဆိုရင်ဘာဖြစ်တော့ pass ဖြစ်တယ်100ဆိုရင်ကျွန်တော်ကဂုဏ်ထွက်တယ်လို့ပြောရပါမယ်အခုစစ်ထားတာက pass fail ပဲစစ်ထားတာဖြစ်ပါတယ်ဟုတ်ကဲ့နောက်တစ်ခုကတော့ကျွန်တော်ကကြားတဲ့ဘက်ကနေစဉ်းစားကြည့်အောင် equal if control a ဒါကတော့ကျွန်တော်ကလုပ်ငန်းခွင်မှာတော့တစ်ခုပဲစဉ်းစားရင်ရပြီเนาะဒါကတော့ကျွန်တော် exercise လုပ်ပြနေတာဖြစ်တယ်
အမှတ်ဒီ40အောက်ဆိုရင်ဘာဖြစ်မှာလဲဆိုတော့ကြာမှာပါဒါကြောင့်ကိုကြားရဲ့ဘက်ကစဉ်းစားမှာဖြစ်တဲ့အတွက်အမှတ်ဒီ less than 40 40အောက်ဖြစ်ခဲ့မယ်ဆိုရင်တော့သူကဘာဖြစ်မလဲဆိုတော့ကြာပါမယ်မဟုတ်ရင်တော့အောင်ပါမယ်ဆိုတဲ့အဓိပ္ပာယ်ပါ okay ဒါဆိုကျွန်မကဆွဲချကြည့်လိုက်မယ်ဟုတ်ပြီနော်နောက်တစ်ခုကတော့ကျွန်တော် decision မှာဂုဏ်ထူးထွက်တာဖြစ်ပါတယ်ကဲဒါဆိုဒီဟာကိုလည်းကျွန်မ if function နဲ့ရေးမယ်အမှတ်80ဆိုရင်ဂုဏ်ထူးထွက်တယ်ဆိုကြပါစို့အမှတ်ဒီ greater than or equal 80ဖြစ်ခဲ့မယ်ဆိုရင်ကျွန်မကို distinction ဖြစ်ပါတယ်မဟုတ်ရင်တော့ကျွန်တော်ဘာမှအဖြေမထွက်လို့ဘူးဆိုရင်တော့ double quote ကိုကျွန်တော်ကစက်တိုက်ရေးပေးမယ်နှစ်ခုပေါ့နော်ဒါလို့ dash လို့ထွက်ချင်တယ်ဆိုရင်တော့ double quote dash double quote ပေါ့0လို့ထွက်ချင်တော့0လို့ရေးပေးပေါ့နော်ဟုတ်ပြီကျွန်မဒီမှာ dash လို့ရေးလိုက်မယ်နော် okay ဒါဆိုရင်ကျွန်တော်က distinction မထွက်ဘူးဆိုရင်တော့ dash အနေနဲ့အဖြေပြတယ်ဒီကတော့ကိုမောင်ဝင်းကတော့ဒီမှာဘာဖြစ်လဲဆိုတော့100ဖြစ်တဲ့အတွက်ကိုနိုင်ဝင်းကတော့90ဖြစ်တဲ့ကြောင့်မို့ decision ဖြစ်နေခြင်းဖြစ်ပါရဲ့ရှင်ဆက်လက်ပြီးတော့ exercise 3အနေနဲ့ကျွန်မကဒီမှာ if function တွေအသုံးပြုပြီးတော့ဒီမှာဆိုရင်ကျွန်မအဖြေလေးထွက်ပေါ့နော်အဖြေလေးထုတ်ပေးပါမယ်ဟုတ်ပြီဒီမှာကကျွန်မက project alike ပေါ့နော်ဒါ project နာမည်ကြီးရှိမယ်အဲ့ project like ကိုကျွန်မ budget တွေချပေးထားရှိမယ်ပြီးရင်ကျွန်မကအမှန်တကယ်အသုံးပြုလိုက်တဲ့တန်ဖိုးတွေကုန်ကျစရိတ်တွေရှိမယ်အဲ့မှာကျွန်မကကြော်သွားတဲ့ amount ကို budget over ဆိုပြီးကျွန်မကပေါ်စေချင်တယ်ပေါ့နော်ဒီလိုအခါမျိုးမှာကျွန်မကဒီလိုအခြေအနေမျိုးပေါ်မှာစစ်ဆေးမှာပါဟိုဘယ်လိုမျိုးလဲဆိုတော့ကျွန်မက actual cost တွေ budget ထဲကြော်သွားခဲ့ရင်ကျွန်မကဘာလို့ပေါ်စေချင် budget over လို့ပေါ်စေချင်တာပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ကျွန်မကပေါ်စရာအကြောင်းမရှိဘူးဒါကြောင့်မလို့ if function ကိုကျွန်မကအသုံးပြုပြီးတော့စစ်ဆေးပါမယ် equal if control a လေးခေါ်လိုက်မယ်နော်သူသုံးလိုက်တဲ့ actual cost တွေgreater than ချမှတ်ပေးထားတဲ့ budget amount ထဲကြီးနေခဲ့မယ်ဆိုရင်တော့ကျွန်မကဒီနေရာမှာဘာလို့ရေးလိုက်မလဲ budget over လို့ရေးလိုက်မယ်မဟုတ်ရင်တော့ဘာမှပေါ်စရာမလိုဘူးဆိုရင်တော့ double quote ဒါမှမဟုတ် double quote dash double quote လို့ကျွန်မကရေးလိုက်မယ်ဒါဆိုရင် over ဖြစ်နေတဲ့ amount တွေကိုသူကလာပြီးတော့ဖော်ပြနေတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒါကတော့ကျွန်တော် if function ကိုအသုံးပြုပြီးတော့အဖြေထုတ်တာပဲဖြစ်ပါရဲ့ရှင်နောက်တစ်ခုအနေနဲ့ကျွန်တော် NO ကိုဆက်ပြီးတော့ရှင်းပြပေးပါမယ် NO ဆိုတဲ့အဓိပ္ပာယ်ကကျွန်တော်တို့ကဒီစစ်ဆေးတဲ့အချိန်မှာပေါ့နော်ဥပမာကျွန်မအရှေ့ပိုင်းကိုနည်းနည်းပြင်သွားမယ်နော်ဒီမှာဆိုကျွန်မရဲ့စစ်ဆေးမှုဒီကျွန်မကဒီအကြောင်းအရာတစ်ခုပေါ်မှာပဲကျွန်မစစ်ဆေးလိုက်တာ NO ဆိုတော့ကျွန်မတို့အကြောင်းအရာနှစ်ခုပေါ်မှာစစ်ဆေးတာမျိုးပါ A1 ဒီ 5 ထဲငေးသလား B1 ဒီ A1 ထဲကြည့်လားအကြောင်းအရာနှစ်ခုပါအကြောင်းအရာနှစ်ခုဆိုတော့အဖြေကနှစ်မျိုးထွက်နိုင်တယ် A1 ဒီ 5 ထဲငေလားဆိုတော့မငေဘူးမငေတော့ခါကြတော့အရှိအစစ်ဆေးမှုဒီကျွန်မက false ဖြစ်ပါလိမ့်မယ် B1 ဒီ A1 ထဲကြီးလားဆိုတော့ကြီးတယ်ဒါကြောင့်မို့နောက်ကစစ်ဆေးမှုဒီ true ဖြစ်ပါလိမ့်မယ် false နဲ့ true နဲ့အတွက်ကိုကျွန်မကအဖြေဘာကိုထွက်ပေးနိုင်လဲဆိုတော့အရှိမဆက်ထားတယ် and နဲ့ on နဲ့ပေါ်မှာပဲမူတည်ပါတယ် and ဒီနှစ်ခုစလုံး true ဖြစ်မှာလား true ဖြစ်ပါမယ်နှစ်ခုမှမဟုတ်ဘူးကျွန်မစစ်ဆေးသမျှအရာအားလုံးမှန်မှာ true လို့အဖြေပေါ်ပါမယ် false တစ်ခုပါနေတာနဲ့သူဒီအဖြေကဘာလို့ထွက်မလဲ false လို့ထွက်မှာပါအော်ရဲ့အဓိပ္ပာယ်ကတော့စစ်ဆေးသမျှအားလုံးထဲမှာတစ်ခုမှန်လိုက်တာနဲ့မှန်တယ်လို့အဖြေထွက်မှာပါဟုတ်ကဲ့ဒါဆိုကျွန်မကိုစစ်ဆေးကြည့်ရအောင် equal and နဲ့ကျွန်မဆက်ပြီးရေးလိုက်မယ်နော် A1 ဒီ 5 ထဲကြီးသလား B1 ဒီ A1 ထဲကြီးသလားဟုတ်ပြီစစ်ဆေးမှုဒီ false ပါတဲ့အတွက်ကြောင့်မို့ false လို့အဖြေထွက်မှာပါဘာလို့လဲအရှိမ and နဲ့ရေးထားဖြစ်လို့ပါ and ဒီအားလုံးမှန်ပါတယ်เนาะနောက်တစ်ခုထပ်စေရအောင်5 the less than 5 the less than A1 comma A1 less than B1 comma B1 equal A1 into 2ဟုတ်ပြီအဓိပ္ပာယ်ကဘာလဲဆိုတော့5ဒီ A1 ထဲငယ်သလား A1 ဒီ B1 ထဲငယ်သလား B1 ဒီ A1 ရဲ့နှစ်ဆလားလို့သူကနှစ်ဆပါဆိုပြီးသူကပြောထားတယ်เนาะအဖြေအားလုံးမှန်တယ်ဖြစ်တဲ့အတွက်ကြောင့်မို့true လို့ပေါ်ပေးပါမယ်နောက်တစ်ခုက or နဲ့ဆက်ပြီးတော့ကျွန်မတို့ရေးပါမယ် or ဟုတ်ပြီ A1 ဒီ A1 ဒီ 5 ထဲငယ်သလား B1 ဒီ A1 ထဲကြီးသလားဆိုတာပါဟုတ်ပြီဒီမှာဆို A1 ဒီ 5 ထဲမငယ်ပါဘူးဒါပေမဲ့ B1 ကတော့ A1 ထဲကြီးပါတယ် true တစ်ခုပါလိုက်တဲ့အတွက်ကြောင့်မို့အဖြေက true လို့အဖြေထွက်ပါမယ်နောက်တစ်ခု or ခွင်းစာ A1 ဒီ less than 5 ထဲငယ်သလားဆိုမငယ်ပါဘူးပြီးရင် B1 ဒီ less than A1 ထဲငယ်သလားဆိုလည်းမငယ်ပါဘူး false ပါပဲနောက်တစ်ခုက B1 ဒီ equal
A1 into 4 A1 ရဲ့4စာပါဒါလည်းမှားပါတယ်ဒါကြောင့်မို့အားလုံး false ဖြစ်ရင်တော့ false လို့ပေါ်ပါမယ်ဟုတ်ပြီဒီဟာလေးကိုကျွန်တော်ကအခြေခံပြီးတော့ if function မှာပြန်ပြီးတော့အသုံးပြုကြပါမယ်အရှင်းမှာကျွန်တော်ကအမှတ်ဒီမှာပေါ့ exercise 1ကျွန်တော်အရှိမ exercise 1 2မှာတော့ဆိုရင်ကျွန်တော်ဘယ်လိုတွက်ခဲ့ကြလဲဆိုတော့အမှတ်ပေါ်မှာမဟုတ်ဒီပြီးတော့ best way ထွက်တာတကယ် actual အမှန်တကယ်ဆိုရင်ကျွန်တော်ကဥမာ6ဘာသာရှင်6ဘာသာလုံးဒီ40အထက်မှာသာအောင်တယ်လို့ယူဆရမှာပေါ့နော်ဟုတ်ပြီအဲ့ဒီလိုမျိုးလေးကျွန်တော်ကစဉ်းစားပါမယ်အခုဒီမှာဆိုရင်ကျွန်တော်ကဒီအမှတ်တွေရှိတယ်ဒီအမှတ်6ဘာသာအားလုံးသူ့ကို total ဘယ်လောက်ပဲများနေပါစေဘာသာလိုက်ဒီ40အထက်ဖြစ်မှသာအောင်တယ်လို့ကျွန်တော်ယူဆမှာပါဒါကြောင့်မို့ကျွန်တော်ဒီအခြေအနေကဒီမှာဆိုကျွန်တော်အကြောင်းအရာတစ်ခုချင်းစီပေါ်မှာစစ်မှရမယ်မြန်မာစာဒီ40နှစ်အထက်ဖြစ်ရမယ်အင်္ဂလိပ်စာဒီလည်းအဲ့လိုပေါ့နော်ကျွန်တော်ဘာသာရပ်တိုင်းကအဲ့လိုဖြစ်နေရမယ်ဆိုတော့ကျွန်တော်ကဘာနဲ့ဆက်ပြီးရေးမယ်ဆိုတော့ N နဲ့ဆက်ပြီးရေးပါမယ်ဘာလို့ဆိုတော့အခြေအနေအားလုံးဒီကျွန်တော်ဘယ်လိုဖြစ်ရမလဲဆိုတော့40အထက်ဖြစ်ရပါမယ်စစ်ဆေးမဲ့အကြောင်းအရာတွေအားလုံးဒီ40နှစ်အထက်ဖြစ်မှသာအောင်ပါမယ်ဒါကြောင့်မို့ကျွန်တော်က equal if စစ်ဆေးချင်တာကကျွန်တော်တို့အကြောင်းအရာတစ်ခုထပ်ပို့သွားရင် n ဒါမှမဟုတ် or နဲ့တွဲပြီးရေးရပါမယ် n နဲ့တွဲရေးမှာလား or နဲ့တွဲရေးမှာလားဆိုတာကျွန်တော်ရဲ့လှုပ်ဆောင်တဲ့ဒီ transit ပေါ့နော်ဒီလုပ်ငန်းစဉ်ပေါ်မှာမူတည်ပါတယ်ဒါကြောင့်မို့ကျွန်တော်ကအခုတော့ကျွန်တော်ဘာနဲ့တွဲရေးမလဲ n နဲ့တွဲရေးပါမယ်ဘာလို့ဆိုတော့ဘာသာရပ်တိုင်းဒီ40နှစ်အထက်ဖြစ်ရပါမယ်ဒါကြောင့်မို့ ANDN ဂွင်းစာမြန်မာစာဒီလည်း greater than or equal 40, အင်္ဂလိပ်စာဒီလည်း greater than or equal 40, ဟုတ်ပြီတခုတစ်ခု comma လေးကုတ်သွားပေးပါမယ်40, ပြီးရင် physics ဆိုရင်လည်း greater than or equal 40, တခုချင်းစီစစ်ပေးသွားပါမယ်နော် greater than or equal 40, ပြီး h3 greater than or equal 40, ဟုတ်ပြီ sorry 83ထိပြီးသွားပြီเนาะကဲဒါဆိုကျွန်မက6ပါတာပြည့်သွားတယ်နောက်ဆုံးမှာ green ပိတ်ဖို့လိုအပ်တယ်အဲ့လိုတွေတာဖြစ်နေခဲ့မယ်ဆိုကျွန်မကအမှန်တကယ်အောင်ပါတယ်မဟုတ်ခင်တော့ကျွန်မကြားတယ်ပေါ့ okay ဟုတ်ပြီပြီးရင်ကျွန်မဘာလို့ချမလဲဆိုတော့ဆွဲချလိုက်ပါမယ်เนาะဒီပုံစံလေးပါဟုတ်ပြီနောက်တစ်ခုက exercise 2ပါ exercise 2မှာကျွန်မကဘယ်လိုလုပ်စေခြင်းလဲဆိုတော့ bonus ပေးပါမယ်ကျွန်မက promotion item ဖြစ်တဲ့ product B တွေကိုပဲကျွန်မကဘာလုပ်မှာလဲဆိုတော့bonus အဲ့ product B တွေရောင်းရတိုင်းမှာကျွန်မကဘာလို့ချိန်ချင်တာလဲဆိုတော့ bonus ပေးမှာဒါပေမဲ့ product B ကိုရောင်းရတဲ့အချိန်မှာဥပမာပေါ့product B ကကျွန်မတို့အရောင်းထိုင်းနေပစ္စည်းပဲဖြစ်ဖြစ်ပေါ့နော်ဖြစ်ခဲ့တယ်ဒီပစ္စည်းကိုထုတ်ပေးနိုင်တယ်ဆိုရင်ကျွန်မ bonus ပေးမှာမျိုးပေါ့အဲ့တော့ရောင်းရတဲ့အမောင်းကလည်း2သိန်းခွဲနေအထက်ဖြစ်ရမယ်ပေါ့နော်ဒါဆိုရင်ကျွန်မတို့ကဘယ်လိုလေးလုပ်လိုက်မလဲဆိုတော့ခါကြတော့ဒီမှာ bonus ဆိုရင်နော် bonus မှာဆိုရင်ကျွန်မ product B လည်းဖြစ်ရမယ်ရောင်းအားကလည်း2သိန်းခွဲနေအထက်ဖြစ်ရမယ်ဆိုတော့ equal ကျွန်မဒီမှာif လေးနဲ့ကျွန်မတွဲရေးလိုက်မယ်နော်ဟုတ်ပြီဒီမှာဆိုရင်ကျွန်မကနှစ်ခုလုံးဖြစ်မှရမယ်ဆိုတော့ကျွန်မ n နဲ့ပဲတွဲရေးလိုက်မယ် n ဟုတ်ပြီ product ဒီလည်းဘာဖြစ်ရမှာ equal product b ဖြစ်ရမယ်နော်အဲ့တော့ product နေရာကိုသွားထောက်လိုက်မယ် product ဝင်နိုင်မဲ့နေရာကိုသွားထောက်လိုက်မယ်ပြီးရင်ကျွန်မစာသားရေးမယ်ဆိုရင် double quote အတွင်းရေးရမယ် product product b ပေါ့ပြီးရင် double quote ပေါ့နော်ရေးပြီးသွားရင်ကျွန်မဒီမှာဆိုရင်နောက်တစ်ခုကိုထပ်စစ်မှာဖြစ်ကြမို့ကော်မာလေးကောက်လိုက်မယ်ပြီးရင်ကျမရဲ့ရောင်းအားဒီလေရောင်းအားကိုထောက်လိုက်မယ်เนาะ greater than or equal 2သိန်းခွဲ1 2 3 4 2သိန်းခွဲဖြစ်ရမယ်အဲ့လိုအခြေအနေနှစ်ခုလုံးဖြစ်မှသာကျမသူ့ကိုဗာပေးမှာလဲ bonus ပေးမယ်ပေါ့เนาะဒါကြောင့်မို့ကျမကဒီနေရာမှာ bonus လို့ရေးလိုက်မယ်เนาะဟုတ်ပြီ bonus ကိုကျမထားပါတော့ဘယ်လောက်ပေးမှာလဲပေါ့เนาะ bonus amount ကိုလည်းကျမကဒီနေရာမှာရိုက်ထည့်လို့ရမယ်เนาะbonus amount ကကျွန်မဒီနေ့မှာ1000ခွဲပေါ့နော်ပေးမယ်ဆိုကြပါစို့ဒီ1000ခွဲမဟုတ်ဘဲနဲ့နမူနာဖြစ်ကျွန်မတစ်ခုလေးပြပြပါမယ် sales amount ပေါ်မှာဥပမာ 2% ဆိုတာမျိုးနော်ဆိုကြပါစို့ဒီလိုဖြစ်ခဲ့ရင်ကျွန်မက sales amount ကိုထောက်လိုက်မယ် into 2% ပေါ့ဒီလိုလေးရေးလို့လည်းရတယ်နော်ဟုတ်ပြီကျွန်မစာအုပ်နဲ့တူအောင်လို့တော့1000ခွဲလို့ရေးလိုက်ပါမယ်မဟုတ်ခဲ့ဘူးဒီလိုမျိုးကျွန်မတို့ရောင်းရခဲ့တာမဟုတ်ဘူးဆိုရင်မပေးပါဘူးဒါကြောင့်မလို့0ပါ okay ဒါဆိုရင်ကျွန်မကဘာလို့ရပြီလဲဆိုတော့ဆွဲချလိုက်လို့ရပြီပေါ့နော်ဒါကတော့ကျွန်မတို့ကဒီ n ကိုအသုံးပြုပြီးတော့ဒီ if function နဲ့ပေါ့နော် n နဲ့တွဲပြီးတော့ကျွန်မတို့ကဒီ logical စစ်ဆေးမှုမှာစစ်ဆေးတဲ့ပုံမှာမူတည်ပြီးတော့ကျွန်မတို့အဖြေထွက်ထားခြင်းပဲဖြစ်ပါရဲ့ရှင့်ဆက်လက်ပြီးတော့ကျွန်မကဒီမှာဆိုရင်
ဒီသင်ခန်းစာလေးကိုထပ်မံပြီးဖြည့်ဆွတ်ပေးထားပါရှင်ဒါကတော့စာအုပ်ထဲမှာကျွန်မတို့ကဒီမပါလိုက်ဘူးပေါ့နော်မပါထားဘူးအပြင်ဘက်မှာတော့ကျွန်မတို့က exercise လုပ်ဖို့အတွက်ကိုထည့်ပေးထားခြင်းဖြစ်ပါတယ်အခုဒီသင်ခန်းစာလေးမှာတော့ကျွန်မတို့ကဒါကကိုယ့်ကိုပဲဖန်တီးပြီးတော့ရိုက်ထည့်ပေးလိုက်ပါနော်ဟုတ်ပြီဒါဆိုရင်ကျွန်မကဘယ်လိုလုပ်စေချင်လဲဆိုတော့ကျွန်မရောင်းရတဲ့ product တွေရှိမယ်ဥပမာကျွန်မစီမှာရောင်းရတာက ABCD ဆိုတဲ့ product ရှိတယ်အဲ့ဒီမှာ A နဲ့ C နဲ့ကိုကျွန်မက discount ပေးမယ် 10% ပေါ့အဲ့တော့အကုန်လုံးကို ABCD ၄မျိုးလုံးကိုကျွန်မပေးမှာမဟုတ်ဘူး A နဲ့ C နဲ့ပဲပေးမှာဆိုကြပါစို့ဒါဆို discount percentage ဒီမှာပေါ်လာဖို့အတွက်ကျွန်မက if function ကိုအသုံးပြုလိုက်မယ်အကုန်လုံးကိုပေးမှာမဟုတ်တဲ့အတွက်ရွေးပြီးပေးမှာဖြစ်တဲ့ကြောင့်မို့အခြေအနေပေါ်မှာစစ်ဆေးမယ်စစ်ဆေးလို့ရတဲ့အဖြေပေါ်မှာကျွန်မကဒီအဖြေထုတ်ပေးမှာဖြစ်ပါတယ်နော်ကဲဒါဆိုကျွန်မကဒီမှာ equal if control A logical test မှာကြာရင်ကျွန်မကဘယ်လိုရေးမလဲဆိုတော့ product A နဲ့ product C တခုခုဖြစ်ခဲ့ရင်တော့ကျွန်မကဘာဖြစ်တော့ 10% ပေးပါမယ်တခြားဟာကြီးမပေးပါဘူးဒါကြောင့်ကျွန်မက all နဲ့ရေးပါမယ်ဒီ product နေရာမှာဒါ equal double go product စပစ်ပါမယ်เนาะ A product A double go ပြန်ကုန်မယ် comma ဒါတခုစစ်ပြီးသွားပါပြီ system မှာဒါ product A ဖြစ်ခဲ့မယ်ဆိုရင်ပဲဖြစ်ပေါ့เนาะ system မှာ equal product စလုံးပေါင်းလေးမမားပါစေနဲ့ double go green bay product A ဖြစ် product C ဖြစ်ခဲ့ရဆိုရင်တော့ကျွန်မကသူ့ကို 10% discount ရှိတယ်မဟုတ်ရင်တော့မပေးပါဘူး0ဟုတ်ပြီဒီမှာကျွန်မ discount ပုံစံလေးပြောင်းလိုက်မယ်เนาะ okay ဟုတ်ပြီမရှိရနေရတော့ကျွန်မ0ဖြစ်နေရပါတော့ဒီလိုလေးဖြစ်နေရ okay ဒါဆိုကျွန်မကတကယ်လို့ဒီနေရာမှာကျွန်မက product B နေရာမှာဒါ C လို့လာပြောင်းကြည့်ဒီမှာ 10% ဝင်သွားအောင်တွေ့ရပြီเนาะဟုတ်ပြီအဲ့မှာကျွန်မနောက်ဆက်တွဲအနေနဲ့ကထားပါတော့ discount amount ပေါ့ဒါတော့ if function နဲ့တော့မဆိုင်ပါဘူးအမြောက် 10% ပေါ့เนาะဒါသူ့ကို 10% discount ပေးလိုက်တဲ့သဘောမျိုးပေါ့ဟုတ်ပြီဒါကကျွန်မကဘာနဲ့တွဲပြီးရေးလဲဆိုတော့ if ရဲ့ or ရဲ့တွဲရေးတဲ့ပုံစံမျိုးပါဒါလေးကိုလည်းကျွန်မတို့မိဘာသာပေါ့เนาะ table လေးတိစောက်မယ် data လေးထည့်ပြီးတော့ကျွန်မတို့ formula လေးရေးကြည့်ပါအောင်ရှင်အဲ့တော့ဒါကကျွန်မအခုပြောပြသွားတာကတော့ logical function ပဲဖြစ်ပါရဲ့ရှင်ကျေးဇူးအများကြီးတင်ပါတယ်